ကန်ထူးမဲ့သူမှာစားဖို့မဲ့ဟင်းလျာနဲ့နှစ်တရာဦးရဲ့အလွယ်ဆုံးချက်နေမြဟင်းသာပရိသတ်များလုံးမဲ့မင်္ဂလာပါနှစ်တရာဦးအတွက်အလွယ်ကူဆုံးဟင်းအမျိုးဆောင်မဲတူးနေတဲ့အခုလိုကျုပ်တွေဟာအမှန်တကယ်မှာတော့တရုတ်ပြည်မှာဈေးအကြီးဆုံးဖြစ်တယ်လို့တကမ္ဘာလုံးမှာလည်းသမိုင်းဝင်တဲ့နှစ်တရာကျုပ်တွေပဲဖြစ်ပါတယ်စားသုံးရတာကတော့အငံတက်များပေမဲ့ဆေးဘက်ဝင်တဲ့အစားအစာတွေဖြစ်တဲ့အတွက်လူတိုင်းနဲ့တင့်တော်တဲ့ကျုပ်တွေဖြစ်တယ်လို့တန်မိုးကြီးရဲ့အစားအသောက်လည်းဖြစ်ပါတယ်အကယ်၍ဒီလိုကျုပ်တွေကိုအမှတ်မထင်လက်ဆောင်ရခဲ့ရင်တော့လုံမစားတက်လို့ဆိုပြီးလွှင့်ပစ်ဖို့မကြမ်းလိုက်ပါနဲ့အလွယ်ကူဆုံးနဲ့စားလို့အကောင်းဆုံးဖြစ်အောင်အခုလိုမျိုးလှုပ်ရှားကြည့်လို့ရပါတယ်ရှင်အရင်ဆုံးကျုပ်တွေကိုထက်ချမ်းခွဲပြီးအခုလိုမျိုးပကံဘေးမှာအလှဆင်ထားလိုက်ပါအမြင်ဆန်းမှအရသာလေးကောင်းမှာပဲဖြစ်ပါတယ်နော်ကျုပ်အချမ်းတွေကိုအခုလိုမျိုးအားလုံးစီပြီးသွားပြီဆိုရင်တော့အလဲမှာတရုတ်တူဘူးလေးတွေကိုထည့်လိုက်ပါရှင်တူဘူးလေးတွေကိုပြုတ်ယုံလေးပြုတ်ထားပြီးပြီဆိုရင်ရပါပြီနော်အနှစ်အတွက်တော့စက်သွန်ဖြူတက်တောက်ဆင်းတဲ့ကိုငရုတ်သီးနဲ့စက်သွန်မိတ်တို့ကိုထည့်ပြီးသွားရင်ဘဲငပြာကြီးအချီနဲ့အနောက်တို့ကိုထည့်ပြီးတကြားထည့်ကစီပူလေးနဲ့စီတက်ပြီးဖြောလိုက်ပါရှင်နောက်ဆုံးမှာတော့အခုလိုစားကျင်စရာကောင်းတဲ့နှစ်တရာကျုပ်ပဲပြားတုပ်လေးရပြီပဲဖြစ်ပါတယ်စားကောင်းမှသိကြပါပဲရှင်ဘယ်သူမှမလုံးစားဘူးသေးတဲ့အခုလိုဟင်းလျာကိုအိမ်မှာပဲချက်စားကြည့်လိုက်ပါအိမ်မှာဘာဟင်းမှမရှိတဲ့နေ့ဘာချိန်ရမလဲမသိတဲ့နေ့တွေမှာအခုဖော်ပြထားတဲ့ဟင်းလျာကအတော်လေးကိုအသုံးဝင်မှာဖြစ်ပါတယ်အစားအသောက်တွေထဲမှာဘတ်စုံအသုံးပြုနိုင်ပြီးလူအများရဲ့စိတ်နဲ့တက်မှုကိုအခိုင်အမာရရှိထားတဲ့ကျုပ်ကဟင်းသီးဟင်းရွက်တိုင်းနဲ့လည်းလိုက်ဖက်တဲ့ဆယ်လီဥတစ်မျိုးပဲဖြစ်ပါတယ်အသားငါဟင်းတွေထက်ပိုပြီးလူကြိုက်များတဲ့ကျုပ်ကိုလိမ္မော်သီးနဲ့တွဲဖက်ကြော်ကြည့်ရင်တော့ဘလို့အရသာတွေဖြစ်မလဲဆိုတော့ပြည်သက်ကြီးတို့တွေးဖို့ကြပါသလားဝိတ်ချနေတဲ့သူတွေနဲ့ဂျင်ကစားနေတဲ့သူတွေအတွက်အထူးသင့်တော်ပြီးအရသာရှိမဲ့ဟင်းတစ်ခွက်လည်းဖြစ်တဲ့အတွက်အားလုံးပြုလုပ်မြည်ဆန်းကြည့်တဲ့ဟင်းတစ်မျိုးပဲဖြစ်ပါတယ်အရင်ဆုံးအခွန်နှွားထားတဲ့လိမ္မော်သီးကိုအိုးထဲမှာလှိမ့်ပြီးကျုပ်နှလုံးဖောက်ထက်ကကြော်လိုက်ပါပြီးတဲ့အခါမှာတော့ငရုတ်သီးပပလှိထည့်ပြီးစားနှင်းငယ်ထည့်လိုက်ရင်ရပါပြီဒါဆိုရင်တော့စားကြည့်ဖို့ကောင်းတဲ့လိမ္မော်သီးကျုပ်အဆက်ကြော်လေးရပြီပဲဖြစ်ပါတယ်နော်ဗီတာမင်စီလည်းကျွယ်ဝသလိုပရိုတင်းတက်လည်းအပြည့်အဝရှိတဲ့ဟင်းလေးတစ်ခွက်ပါပဲငကြင်းကွက်ကြော်ဆိုင်ကြီးတွေမှာတော့စားရင်အခုလိုမျိုးငကြင်းကြော်လှလှလေးတွေကိုအများနဲ့မြင်ဘူးကြမှာပါစားလို့လည်းအရသာရှိသလိုအယိုးစုမှလည်းမကြောက်ရတဲ့အပြင်ငါးရဲ့အရသာကြီးစုဝင်နေလို့အိမ်မှာလည်းအချိန်မရွေးလှူစားကြည့်ချင်နေတယ်ဆိုရင်တော့ခုပဲဗီဒီယိုကိုစုံအောင်ကြည့်လိုက်ပါနော်အရင်ဆုံးငါးရဲ့အသားများတဲ့အပိုင်းကိုဓာတ်နဲ့တေချာလှိထုတ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးဓာတ်လွှာလေးနဲ့တလွှာချင်းစီတေချာလေးလှိုံပါပဲတိတ်အနက်ကြီးမလှိပဲအကွက်လိုက်လေးဖြစ်အောင်လှိလိုက်ပါဒါဆိုရင်တော့အခုလိုမျိုးအကွက်တွေနဲ့ကြော်လိုက်ရင်လှသွားမှာပဲဖြစ်ပါတယ်အရသာအတွက်ကတော့စားနဲ့ဟင်းခတ်မုတ်တို့ကိုလိုတလောက်ထည့်ပြီးကျုပ်ဖောက်ထက်ကနေထားလိုက်ပါအကျော်မှုတ်ကတ်လိုက်ရင်တော့ရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့တိတ်ကိုစားကောင်းတဲ့ဆိုင်းစတိုင်းငါးကြော်လေးရပြီပဲဖြစ်ပါတယ်ရှင်တင်ဆက်ပေးခဲ့တဲ့ဟင်းလျာတွေထဲမှာပရိသတ်တို့လိုက်လို့စားကြည့်သွားမယ့်ဟင်းလျာတွေကိုလည်း comment မှာပြပြခဲ့ဦးနော်ဆက်လက်ပြီးတင်ဆက်စေချင်တဲ့အကြောင်းအရာလေးရှင်းလဲ comment မှာအကြံပေးသွားလို့ရပါတယ်ကျမတို့ရဲ့ဟင်းချက်ဗီဒီယိုတွေကိုနေ့စဉ်နဲ့အမျှတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like and follow လုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ